ကိုရီမစီရှေ့မှာပဲကြီးပြင်းလာတယ်အောင်မြင်မှုတွေရလာတယ်ကလေးနှစ်ယောက်ကိုသွားတွေ့တယ်သူကတော့ချစ်သူဝေနဲ့ဂျိုးကြပေါ့နော်ချစ်သူဝေအတွက်တချင်းလေးစဉ်းစားလိုက်တဲ့ခါကျသူကအမြဲတမ်းတက်တက်လက်လက်လေးရှိတဲ့ခါကျတော့သူ့အတွက်ကိုကျွန်တော်ငငယ်ရလဲစင်ပေါ်မှာအမြဲတမ်းခုန်ပေါက်ပြီးဆိုခဲ့တဲ့နေချာတချင်းလေးကိုရွေးချယ်ပေးပါတယ်